အားလုံးပဲမင်္ဂလာပါဒီနေ့တော့ချေချေမိုးမိုးခီးသွားရတာဝါသနာပါတဲ့သူတွေအတွက်ဆွစ်ဇာလန်နိုင်ငံကကျွန်တော်သွားခဲ့တဲ့အရန်မိုက်တဲ့နေရာအကြောင်းကိုနည်းနည်းလေးပြောပြမယ်ပြောတဲ့ပုံစံဆရာကြီးပုံစံများပေါက်သွားတာမသိဘူးစတာပါဗျာဗာဆာစကာတောင်ကြားဆိုတာဆွစ်ဇာလန်နိုင်ငံတောင်ပိုင်းတီချီနိုပြည်နယ်မှာရှိတဲ့အလှဆုံးတောင်ကြားတွေထဲတစ်ခုဖြစ်ပါတယ်စိမ့်ပြရောင်တလင်းကြောက်လို့ကြည်လင်နေတဲ့ရေစီးကြောင်းတွေကြောက်တုံးကြီးတွေနဲ့တဘာဝအလှတရားတွေကြောင့်ကဘာလက်ခီးတဲ့တွေကြားထဲမှာအရန်အောင်နာမည်ကြီးပါတယ်စကားတွေအများကြီးပြောရင်စတွေးတွေအများကြီးထွက်မှာဆိုလို့နားထောင်သူတွေကိုအာယုံနောက်အောင်စကားတွေအများကြီးဆက်မပြောတော့ပါဘူးဒီတိုင်းလေးပဲကြည့်ရှုပေးပါခင်ဗျာObere staat. Okay, cool. Is de metro. Well, John, now near Lishan, you have been a Nipudo, near near late with Baby Camera. Linealism, so. Oh, Linealism, so, yeah.
ကို view တွေလာရပြီးသွားပြီဆိုတော့ကျွန်တော်ရေကူးတော့မယ် ဆွစ်ဇာလန်ရဲ့ဒီလိုနေရာအမိုက်စားကြီးတွေကိုအိမ်ထဲကနေပဲထိုင်ကြည့်မနေပဲအရောက်သွားနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ